ကြီး influencer တယောက်ဖြစ်တဲ့ Miss ကသူမရဲ့ကိုဝင်လေးလအရွယ်မှာအိမ်တော်ဖက်ရဲ့ဖော်ပြတာကိုခံခဲ့ရပါတယ်။အားလုံးပဲမင်္ဂလာပါ။ထောက်ခွင့်မဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ပါနာကကိုယ့်ဘောကိုဖောက်ပြန်နေတာဆိုတော့ကိုဘယ်လိုသိနိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာလေးကမိကိုယ်တိုင်ပြောပြထားတဲ့အကြောင်းအရာမဟုတ်ဘဲနဲ့ဒီနာမည်ကြီး influencer တယောက်ဖြစ်တဲ့ Miss ဆိုတဲ့တယောက်ကသူ့ရဲ့အတွေ့အကြုံခံစားခဲ့ရတဲ့ဟာတွေကိုပြပြထားတဲ့အကြောင်းအရာကိုမိကပြန်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီပြောရဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သဘောကျရဲဆိုလို့ရှိရင်ထောက်ခွင့်မဲ့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်။ကိုယ့်ရဲ့ပါနာကကိုယ့်အပေါ်မှာဖောက်ပြန်နေတာဆိုတာကိုသိချင်ပေမဲ့ဒီလိုလက္ခဏာတွေကိုကြည့်ရမယ်။ဒီမှာကကိုဝင်ကြီးလအရွယ်မှာဖောက်ပြန်ခံရခဲ့ပါတယ်။ဒါပေမဲ့အခုတော့သူကဒါတွေကိုဖျက်ချော်နိုင်ခဲ့ပါပြီတဲ့။ဒါပေမဲ့အခုသူကအဲ့ဒါတွေကိုဖျက်ချော်နိုင်ခဲ့ပါပြီတဲ့။ဖောက်ပြန်တဲ့သူတွေကိုလူယုံမာတွေလို့နေလို့သတ်မှတ်နိုင်လား။ဖောက်ပြန်တာကဆွဲလန်းမှုတစ်ခုလည်းဖြစ်နိုင်တယ်လို့သူတို့တွေကအញ្ញမ်းအတိုက်ကြီးကြရပါ။တကယ်လို့တင်းတို့ကဖောက်ပြန်ခံရလို့ရှိရင်အော်သူနောင်တရနေမလားစိတ်မကောင်းဖြစ်နေမလားလို့တွေးနေရင်တော့မှားနေပါတယ်။သူတို့ကလုံးဝစိတ်မကောင်းဖြစ်ကြပါဘူး။ဖောက်ပြန်နေဆိုတာကရွေးချယ်မှုတစ်ခုပါအရန်ကိုမှအတ္တဆန်တဲ့ရွေးချယ်မှုတစ်ခုပါဖောက်ပြန်တဲ့သူတွေကသူတို့ရဲ့လုပ်ရက်ပုံမှန်ကန်နေဆိုတဲ့အကြောင်းကိုယ့်ကိုပြန်ပြီးတော့စင်ကြေပြီးသိရှိကြပါတယ်ဥပမာအနေနဲ့အဲ့ဒီနေရာလေးလင်းကားပုံမှာမဆောင်ခဲ့ဘူးလေပြန်ဖြစ်တော့လည်းငါ့ကိုဘာပြောခဲ့တာငါ့ကိုကောင်းကောင်းဆက်ဆံလို့ငါကတော့ဒါမျိုးလုပ်ဖို့ထိုက်တန်နေဆိုပြီးတော့တွေးတတ်ကြပါတယ်သူတို့တကယ်စိတ်မကောင်းဖြစ်တာကသူတို့လုံနေတဲ့လုပ်ရက်တွေကိုတစ်ဖက်လိုတည်သွားလို့သာဖြစ်ပြီးတော့အဲ့လိုမျိုးလုပ်ရက်လုံးပြီးတော့စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူး။တင်တို့သာဘယ်တော့မှမသိခဲ့ရင်သူတို့ကတော့ဆက်လုပ်နေအောင်ပါပါ။တယောက်ယောက်ကတင့်ပေါ်မှာမကောင်းတာလုပ်လို့ရှိရင်အဲ့ဒီအချိန်မှာပဲချက်ချင်းကင်တွယ်ဖို့လိုပါတယ်။သူတို့ဘာလုပ်ခဲ့လဲဆိုတာကိုသူတို့သိတယ်။ပြီးတော့အဲ့ဒါကလည်းတင့်ကိုနားကျင်မယ်ဆိုတာကိုသိတဲ့နေ့ကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။အဲ့ဒီလူကတင့်ကိုတကယ်ချစ်တယ်လို့ထင်နေပါသလား။နေရတော့မထင်ဘူးနော်။မိသားတယောက်ယောက်ကိုတကယ်ချစ်ရင်သူ့ကိုအဲ့လိုမျိုးမလုပ်ပါဘူး။တင်ကတစ်ဖက်လူပေါ်မှာအမားလုံးမိရဲ့အခါချက်ချင်းအေးမီယူပဲနဲ့နေလိုက်လို့ရှိရင်တင်ကသူ့ကိုစပြီးတော့ကိုချင်းဆာလာပါလိမ့်မယ်။အော်သူ့ရဲ့ငယ်ဘဝဒီလိုဖြစ်ခဲ့လို့ပါလားဆိုပြီးစင်ကြီးပေးပြီးတော့သူ့အပြုံးကိုစာကွယ်ပေးမိလာမယ်။ဒါပေမဲ့အဲ့ဒါကနောက်ပိုင်းမှာပိုဆိုးလာဖို့ပဲရှိပါတယ်။လူတချို့ကတခါတည်းမှားပြီးနောင်တရပြီးတော့နောက်ဘယ်တော့မှမလုပ်တော့တာမျိုးရှိနိုင်ပေမဲ့အဲ့ဒါကလူနည်းစုလို့ပဲမြင်ယုံကြည်ပါတယ်။စီးတစ်ခုကိုကြော်သားပြီဆိုရင်အဲ့ဒီလူကနောက်တစ်ခါထပ်လုပ်ဖို့ဝင်မလေးတော့ပါဘူး။ဘာလို့လဲဆိုတော့ဒါမျိုးဆက်လုပ်နေရင်တော့မှတရားသူပြီးနာမှာဆက်ရှိနေဦးမှာပဲဆိုတာကိုသက်သာပြီးသားဖြစ်သားလို့ပါ။ဆိုတော့ဒီနာမည်ကြီး influencer တယောက်ဖြစ်တဲ့ Liz ကသူ့ရဲ့ partner ဖောက်ပြန်နေရဆိုတာကိုသူဘယ်လိုသိခဲ့လဲဆိုတော့ main ကလေးတွေရဲ့ပင်ကိုယ်တီးစိမ်လို့ခေါ်တဲ့ feminine intuition ပါ။အဲ့ဒါကဘယ်လိုခံစားချက်မျိုးလဲဆိုတော့ကိုယ့်ရဲ့မသိစိတ်ထဲမှာဒီလူကတခုခုကိုလိန်နေပြီတခုခုလွဲနေပြီလို့ခံစားနေရရင်အဲ့ဒါကိုယုံလိုက်ပါသူသိခဲ့ရတဲ့အကြီးကအကြောင်းအရာနဲ့ချက်တလဲလဲမှတ်ခဲ့တဲ့အိမ်မက်တွေကြောင့်ပါလို့သူပြောပါတယ်။သိရနိုးလာတိုင်းတကယ်ကြီးရင်ကွက်မတက်ခံစားခဲ့ရတယ်။စရဲကစက်တင်လူကဖောက်ပြန်နေရဲလို့ခံစားရပေမဲ့ဘာလို့လဲဆိုတာသူမသိဘူး။သူနဲ့ပဲအမြဲတူရှိနေတော့သူကိုယ်တိုင်ပဲယူနေရလားတန်တရားလွန်နေရလားလို့တော့တွေးမိခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့စက်ဆိုင်ကြီးတွေမှာဒါမျိုးတစ်ခါမှအရင်ကမခံစားခဲ့ဘူး။စတာကြောင့်မို့လို့ဒီလိုခံစားနေရတာဘာလို့လဲဆိုတော့သူစဉ်းစားကြည့်ခဲ့တယ်။တချို့တော့သူတွေကတင့်ကိုဖောက်ပြန်နေရလို့ပြန်ပြီးဆက်ဆွဲပါလိမ့်မယ်။ဥပမာအနေနဲ့ဒီဖောက်ပြန်နေရလားဒီငါ့ကိုမယုံဆိုပြီးတော့အမြဲပြောတတ်တယ်။ပြင်တော့ထုတ်ခွင့်မပေးဘူး။ဖုန်းတွေစစ်တယ်။ဒီလှုပ်ရှင်တာလို့ဒါပေမဲ့မိသွားရင်တော့ငါ့ကိုဆုံးရှုံးရလိမ့်မယ်။အဲ့ဒါနေ့တော့ကြီးမားဆုံးဆုံးရှုံးမှုပဲဆိုပြီးတော့ခဏခဏပြောတယ်။ဒါပေမဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ပဲသူတစ်ပါးကိုလိုက်ပြီးတော့တိုင်းတာနေရပါ။ဖောက်ပြန်နေတဲ့သူကသူ့ခေါင်းထဲမှာအဲ့ဒီအကြောင်းပဲရှိနေလို့စင်တို့ကိုလိုက်ပြီးဆွဆွဲနေရပါ။ဒါပေမဲ့တချို့ကလည်းသူကငါးထက်သားလို့အားငယ်ပြီးတော့ဖောက်ပြန်တာလို့စင်ကြီးပြတတ်ကြပါတယ်။ဟုတ်ပါတယ်။သူတို့ကတင့်ကိုနာကျင်အောင်လုပ်ပြီးတော့သူတို့နဲ့တန်းတူဖြစ်အောင်ဆွဲချနေတာမျိုးလည်းရှိနိုင်ပါတယ်။
ပြီးတော့တချို့အမျိုးသားတွေကသူတို့ရဲ့အမျိုးသမီးတွေအပေါ်မှာမနာလို့ဖြစ်ပြီးတော့နှိမ်ချင်တာသူတို့ရဲ့မာနကိုထိခိုက်အောင်လုပ်တာမျိုးတွေလည်းရှိပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့သူတို့အားကျနေတယ်လေဆိုတာကိုကြည့်ပါ။အမျိုးသမီးတို့နှိမ်တဲ့ content တွေဇိမ်းမဆိုတာအရာဝတ္ထုပဲဆန်ပြီးထားရင်ပေါက်ပြန်လို့ရတယ်လို့ပြောတဲ့ alpha male တွေကိုအားကျနေတယ်။တင့်လူကလည်းအဲ့လိုပဲတွေးနေရပါ။နောက်ပြီးတော့နေ့စဉ်လှုပ်စဉ်တွေရုတ်တရက်ပြောင်းလဲသွားတာဥပမာရုတ်တရက်ချိန်တွေအရန်သွားတာလုံမချိန်ပိုအရန်ဆင်းတာအရန်ထပ်ပို့ပြီးတော့ထူးခြားကောင်းပြလာတာဒါမှမဟုတ်အရန်ရိုင်းဆိုင်လာတာမျိုးတွေရတယ်သတိထားမယ်အချက်တွေထဲမှာပါပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဖောက်ပြန်ခံရရင်တည်ရင်ပေါ့ပျက်စီးမခံပါနဲ့ very influencer ဆိုလို့ရှိရင်လည်းသူ2ရက်လောက်ပဲစိတ်ညစ်ခဲ့ရလို့ပြောပါတယ်ဘာလို့လဲဆိုတော့သူ့မှာသူ့ရဲ့ကိုယ်ပိုင်ရည်တည်ချက်ရှိနေပြီးသားမို့လို့ပါနောက်ပြီးတော့သူ့ရဲ့အကြံပေးစကားကတော့တစ်ဖက်လူကအင်းပေါ်အလောက်ထိလမ်းမိုးချုပ်ကန်မှုအာနာမပြီးထားပါနဲ့တင်ကသူ့ကြောင့်မှမပြောင်းဆုံးသွားပါစေနဲ့သူတို့လုပ်ခဲ့တဲ့လုပ်ရအတွက်ဘုက pro စီကိုပြန်လေလာပါလိမ့်မယ်တင်ကတော့တင်ပေါ်အကောင်းဆုံးဖြစ်အောင်နေထိုင်ပါအားလုံးပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။